အားလုံးနဲ့မြင်ကြတဲ့အတိုင်းတန်တင်ကတော့လေ့ကျင့်နေပြန်ပါပြီတစ်ချိန်ကမြမပိတရီရဲ့အသေးကိုကန်လုတ်ခဲ့တဲ့တန်တင်ဟာနောက်ပိုင်းမှာမာကုံပဲမရှိတာလားချက်ထရီရဲ့ကစားကွက်အောက်ပဲရောက်သွားတာလားဆိုတာသူတို့ပဲသိမှာပါတကယ်ဆိုရင်တန်တင်ဟာသူ့ကိုအားနာတင်ပါတယ်မျက်စိမမြင်တဲ့ကြားကသူညီလေးဒီအချိန်ကြီးရောက်အောင်ပို့ဆောင်ပေးနိုင်တာဟာတော်တော်လေးစားကိုကောင်းပါတယ်လေ့ကျင့်တဲ့နေရာမှာလဲသူ့ကိုနဲ့ထိုးကျိတ်ပြီးလေ့ကျင့်တာမျိုးကမလုပ်သင့်ပါဘူးသူ့ကိုရဲ့ကျမ်းမာရေးအကြောင်းရဲ့သူ့ကိုဖြစ်နေတာကြောင့်သူ့ရဲ့လေ့ကျင့်မှုကံကြက်ပါဝါတွေကိုကောင်းကောင်းမဖွင့်တာကိုတွေ့ရပါတယ်ဒါကြောင့်လူချင်းပြီးတော့ကံကြောက်ထိုးကျိတ်လေ့ကျင့်သင့်ပါတယ်သူ့ကိုကနေစနစ်တွေပြောပြပေးရင်ယုံပဲလုံလောက်နေပါပြီတန်တင်ကဝမ်းမှာတဲပြီးသမျှပွဲတွေအကုန်လျှောက်ထိုးနေတာကအမှားကြီးမှားပါတယ်တဲပေးတိုင်းလည်းမထိုးသင့်ပါဘူးသူမပြောပါနဲ့ကဘာကျော်ဆရာကြီးတွေဖြစ်တဲ့မေဝဲသာမိုက်ဒဇန်အောင်လန်အန်ဆန်မက်ထရီကောစူပါလက်တို့တောင်အခြေအနေမကောင်းရင်မထိုးပါဘူးရှောင်းတိန်ပါတယ်ဥမာစူပါလက်ကိုပဲကြည်ပါချက်တွေကပွဲတဲပေးခဲ့ပါတယ်ဒါပေမဲ့စူပါလက်ကခြေထောက်နားရဲဆိုပြီးတော့ပွဲကိုရှောင်းတိန်ခဲ့ပါတယ်ကပတ်ကိုလည်းလွှဲပေးခဲ့ပါတယ်ဒီကပတ်ကိုတော့လောချေဖြစ်တဲ့နာဘီကကောက်ကက်ယူသွားခဲ့ပါတယ်စူပါလက်နေနဲ့ကနာဘီစီကကပတ်ကိုချိန်မြေပြန်ယူလို့ရနေတယ်ဆိုတာသူသိနေပါတယ်ဒါကြောင့်တန်တင်နေနဲ့ကျွန်တော်တို့ရဲ့တန်တင်ကအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ပြီးတော့မာကုံနဲ့ရှိလာခဲ့မယ်လို့ကျွန်တော်တို့မျှော်လင့်နေပါတယ်အကောင်းဆုံးကြိုးစားပါညီလေးတန်တင်